ဝမ်းတွင်းနှင့်မုံရွာမြို့နယ်တို့တွင်စစ်တပ်ကလူငယ်40နီးပါးကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရမန္တလေးတိုင်းဝမ်းတွင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကကြေးရွာများကိုဝင်ရောက်စီးနင်းပေါ်တာဆွဲဖမ်းဆီးမှုလူငယ်14ဦးဖမ်းခံရပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည့်ဧပြီလ19ရက်နေ့နှင့်ဧပြီလ18ရက်နေ့တို့တွင်ဝမ်းတွင်းမြို့နယ်ကြေးရွာ4ခုကိုဝင်ရောက်စီးနင်းပြီးပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်ကြက်ကန်ကြေးရွာမှလူငယ်3ဦးဝက်လက်ကြေးရွာလူငယ်3ဦးနှင့်မင်းကန်ကြေးရွာရုံးစုရွာကြေးရွာတို့မှလူငယ်6ဦးတို့ပေါ်တာဆွဲဖမ်းဆီးခံရကြောင်းသိရသည့်လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်ရိုးကန်ရွာအပါအဝင်အနီးအနားရှိကြေးရွာများမှလူငယ်များသည့်ရွာလုံးကျွတ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်စစ်ခွေးတွေကဧပြီလ18ရက်နေ့ဧပြီလ19ရက်နေ့တို့တွင်ဝမ်းတွင်းမြို့နယ်ကုန်းကြီးအုပ်စုကြက်ကန်ကြေးရွာနှင့်မင်းကန်ကြေးရွာနှင့်ရုံးစုရွာကြေးရွာဝက်လက်ကြေးရွာများတဲကိုဝင်ရောက်ပြီးနေအိမ်များအထိတက်ရောက်ပြီးလူငယ်12ဦးကိုပေါ်တာဆွဲဖမ်းဆီးတာလားဆိုတော့အခုသိရတဲ့လောက်ပါမနေ့ကရွာတွေများတဲ့ဆွဲတာအဲ့ထက်ပိုပါသွားတယ်တကယ်ကသတင်းမရသေးလို့ကြံတဲ့ရွာတွေစစ်ခွေးတွေကအဲ့ဒီလူငယ်12ဦးကဝမ်းတွင်းမြို့နယ်ကြေးရွာ4ရွာနှင့်ရွာအပြင်ကတောထဲမှာပေါ်တာဆွဲဖမ်းဆီးခဲ့တာပါစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတာအမျိုးသားတွေကြီးပါအသက်အရွယ်တွေကိုကျွန်တော်တို့မသိရသေးဘူးဟုတာဝန်ရှိသူကပြောဆိုသည်အလားတူစကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်လည်းအကြမ်းဖက်စစ်တပ်ကအိမ်စီးကားဖြင့်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်20ကျော်ဖမ်းဆီးခံရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်ယနေ့ဧပြီလ20ရက်နေ့မိုးလွဲပိုင်းမှာစတင်ကညနေပိုင်းထိအကြမ်းဖက်စစ်တပ်ကမုံရွာမြို့ပေါ်တွင်အိမ်စီးကားဖြင့်လူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့သို့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်20ကျော်ဖမ်းဆီးခံရကြောင်းထို့သို့ဖမ်းဆီးသွားသောလူငယ်များကိုမြည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုမသိရှိရသေးပဲ